ဒီဗီဒီယိုတော့ကျမဘယ်တော့မှဒီသတင်းမှမပြောဘူးတဲ့သတင်းပဲဖြစ်ပါတယ်အဲ့ဒါဘာလဲဆိုရင်မနေ့ကမှာပေါ့နော်ဒီကိုရီးယားမှာကျမကိုရီးယားနဲ့ပတ်သက်ပြီးတိတ်မပြောဘူးပြီးရင်အထူးသဖြင့်ကျမကိုရီးယား drama series တွေဆိုရင်ကြည်တာလက်ချိုးယူလို့ရတယ်ဒါပေမဲ့ဟိုးရင်နေ့ကလေဘိုကြီးကအရန်ခေစားတော့မှတာတော်မှပို့အရန်ပြောကြအရန်ဟောကြတယ်ဒီ Facebook မှာတော့မှတာဟောကြတော့မှကြည်တော့မှအရန်ကောင်းတယ်နော်သိလားမလားဘိုကြီးမင်းဘိုကြီးနဲ့မင်းသမီးနဲ့အဲ့ဒီကားထဲမှာဟျော်ဘင်းနဲ့ဆွေရင်ချင်းလေသူတို့နှစ်ယောက်လုံးမနေ့ကမှာအကောင်းဆုံးအမျိုးသားဇက်ဆောင်စုအကောင်းဆုံးအမျိုးသမီးဇက်ဆောင်စုရတယ်ပြီးရင် popular ဖြစ်ဆုံးပေါ့နော်ကွာလူကြိုက်အများဆုံးစုလည်းသူတို့ညောက်ရတယ်နှစ်ယောက်ကို၄စုနော်တယောက်ကို2စုအနေပြောလိုက်တာပြောချင်တဲ့ဘောကဒီဘိုကြီးကားမှာကလေးရလဲကျမတို့အခုဆိုလဲကြုံသလိုကိုကြိုက်တဲ့အခန်းပေါ့ပြောချင်တဲ့ဘောဟိုဟာတာလေဒီဘိုကြီးတွေဘက်ထဲမှာဟာတာရမ်းကြောင်မြောက်တဲ့အဲ့ဒီဟာတာတယောက်ရှိရဲ့အဲ့ဒီတယောက်ရဲ့မျက်နှာကိုလဲကျမသဘောကျတယ်ပြီးရင်ဒီသူတို့တရုပ်ဆောင်ထားတာတွေကြည့်ပြီးမှအခုလဲဒီမင်းသားနဲ့မင်းသမီးနဲ့ကဇက်ဆောင်စုချင်းကတော့ဇက်ကားချင်းမတူကြဘူးဒီမင်းသမီးကကြတော့တခြားဇက်ကားနဲ့ဒီမင်းသားလည်းသူကားနဲ့တူပေါ့နော်ပြောချင်တာဇက်ရကြတယ်ဝမ်းသာစရာပေါ့အရန်ပျော်စရာကောင်းတယ်သဘောကျတယ်သူတို့ညောက်ကိုလေအတွေ့သူတို့ညောက်ကယူဖြစ်တဲ့အပြင်မှာသားလေးပါမွေးထားတော့လေရန်သဘောကျတယ်ပုံမှန်ကကျမကိုရီးယားဇက်ကားကြည့်တယ်ဆိုတာနဲတယ်ကြည့်တဲ့ကားတော့ကျမလက်ချိုးကြည့်လို့ရရန်ကောင်းတဲ့ကားမှကျမရွေးကြည့်တယ်ပြီးရင် action ကားတွေလည်းကြည့်တယ်အခုလိုပေါ့နော်ဇက်ကားတွေကြည့်ပြီးမှသဘောကျတဲ့ဟာဒါတော့သူတို့မြန်မာလိုပြောရင်အကယ်ဒမီရတာပေါ့နော်မနေ့ကအကယ်ဒမီပွဲလို့ပြောရမှာပေါ့နားလေသူတို့ပြောရမယ်ဆိုလို့ရှိရင်အဲ့မှာ Basan Award လို့ပြောတယ်သူကအဲ့ award မှာသူတို့နှစ်ယောက်လုံးကဇက်ဆောင်စုရကြတယ်မျိုးသမီးဇက်ဆောင်စုအမျိုးသားဇက်ဆောင်စုနဲ့ဝမ်းတာတယ်အရန်ပျော်တယ်ကြည့်လိုက်တော့လေအရင်ဟိုဘိုကြီးကားကလေးအရန်သဘောကျတာသူတို့ညဘိုကြီးကမတိုင်ခဲ့အရှိမလဲစီးရီးတော့မဟုတ်ဘူးဇက်ကားကြိုက်တယ်လေနော်အဲ့ဒီဇက်ကားလည်းကျွန်မခေါင်းစဉ်မိနေအဲ့ဒါလည်းကျွန်မကြိုက်တယ်ကြီးခဲ့တယ်ပေါ့နော်အဲ့လိုသူတို့ညအားပေးတယ်သူတို့ညရဲ့ fan ပေါ့နော်ဒီဟျွန်ပေးနဲ့ဆိုရင်ကြီး fan များရှိရဆိုလို့ရှိရင်ကျွန်မထပ်ပြီးသတင်းတက်လိုက်တင်ပေးမယ်နော်ကျွန်မလည်းသဘောကျတယ် okay အားလုံးပဲစီစဉ်ကြပါစေ bye bye